ကိုကြီးအေးဘာလဲကွာသူတို့ဘိုက်ရန်စားနေလို့ခမင်းတစ်နှစ်လောက်ကြည့်ပါဟာစောစောစီးစီးကွာမင်းတို့ဘယ်ကတောင်းစားရလဲကွာဟမ်ကျုပ်တို့တောင်းစားတယ်မဟုတ်ပါဘူးဗျာခီးသွားတယ်ကငါဖုန်းစွန့်ကပ်ဖို့ကွာအလူလုပ်ဖို့ကွာကြည့်ပါဗျာကျုပ်တို့ခမင်းမစားရတော့3ရက်လောက်ရှိပြီရန်စားနေလို့ပါဗျာဟိုအတွက်ရိရှာနဲ့ပေါင်းပြီးတော့ဒီကောင်ကိုတိုက်ထုတ်ရမယ်ကွာဖြစ်ပါမှာဘုတို့ဟာကျုပ်တို့ကဗီဒီရှာတွေရုံသွားပါမှာဘုတို့ဟာဟေးကောင်ထုံးလားယုံရမယုံရငါတို့ကလွတ်လပ်ရရဖို့အတွက်တိုက်ကိုတိုက်ရမယ်ကွာဒီရှောက်လေးထုတ်တတ်ရမှာဗောကွာဟာသူကျုပ်တို့တော်လိုင်းကြီးကဘယ်တော့မှပြီးဆုံးမှာလဲကိုကျုပ်ရဟာဘာလို့မပြီးရမှာလဲကွာလွတ်လပ်ရရငါတို့တော်လိုင်းကြီးပြီးဆုံးပြီဗောကွာဒီကောင်ထုံးလားလာခက်တက်ရှောက်ကွာဟုတ်ကဲ့ပါဘုကျုပ်ဒါနဲ့ဗျာကျုပ်တို့ခီးဆက်လာတာကြာပြီဗျခင်းတော့မရောက်သေးဘူးလားအေးရောက်တော့မယ်ထင်တယ်ကွာကျုပ်ပိုက်စားလာပြီဗျာဟာငါလည်းတူတူပဲကွာထုံးလိုက်ရဟာလေးပိုင်းတော့ရောက်တော့မယ်ကွာဟာဖူးတောင်းတယ်ဘုကျုပ်ရဒါနဲ့လေရှေ့မှာမီးပြပြလေးတွေ့ရဲဘုကျုပ်ရအေးလားဘာရအောင်ကွာကိုကြီးအေးဘာလဲကွာသူတို့ဘိုက်ရန်စားနေလို့ခမင်းတစ်နှစ်လောက်ကြည့်ပါဟာစောစောစီးစီးကွာမင်းတို့ဘယ်ကတောင်းစားရလဲကွာဟမ်ကျုပ်တို့တောင်းစားတယ်မဟုတ်ပါဘူးဗျာခီးသွားတယ်ကငါဖုန်းစွန့်ကပ်ဖို့ကွာအလူလုပ်ဖို့ကွာကြည့်ပါဗျာကျုပ်တို့ခမင်းမစားရတော့3ရက်လောက်ရှိပြီရန်စားနေလို့ပါဗျာအေးကွာတော့အဲ့ဆိုငါစားဖို့ထမင်းကျိုးနဲ့ငကြင်းနဲ့ဒီရှင်နဲ့ဖက်စားပါကြတော့ဟုတ်ကဲ့ကျေးဇူးဗျာဟာအေးမောင်ဒီကွာဒီမှာငါဖုန်းစွန့်ကပ်မယ်ဟိုဘယ်တောင်းစားရလဲမသိဘူးဟိုကလေးကိုလမ်းသွားရလို့ပြောတာဖုန်းစွန့်လက်ထိုင်လေးကွာအေးဘယ်ဝမင်းဘယ်ဝမဆိုးဒီပဲလာတာဟုတ်တယ်ငါမှနည်းနည်းနောက်ကျနေပြီကွာရှင်လေးတောက်ပါဆရာတော်ကြီးကဒီနေ့နောက်ကျတယ်လို့လေ
စားကြပြီလားကောင်းလို့ ဟုတ်ကဲ့စားပြီကိုကြီး အေးဟုတ်ပြီ ဒါနဲ့ကျုပ်တို့ကိုထမင်းကျွေးလို့ကျေးဇူးတင်တယ်ဗျာ ရပါတယ်ကွာရပါတယ် ဒါနဲ့အကိုကြီးနာမည်ဘယ်လိုခေါ်လဲဗျာ ငါနာမည်ငွေရလို့ခေါ်တယ်နော် ဟုတ်ကဲ့ကိုငွေရကျွန်တော်တို့ဟင်္ဒရာဘက်သွားတဲ့လမ်းလေးတစ်ချက်လောက်ညွှန်ပါအောင်ဗျာ အေးမကြီးဒီတာကိုကြည့်တက်အိတာတော့အဲ့ဟင်းသားတော့ကိုဖြူးလို့နော် ဟုတ်ကဲ့ကျေးဇူးပါဗျာ အေးကျေးဇူးပါကြာ ဒီတော့ဆောင်းလာ နဲ့မလုံးကြနိုင်မင်းတို့ပြေတို့မြေကြီးပေါ်ဒီရက်တီအောင်မင်းညာမိစေအိုးပြေကြီးစင်တွေပြေကြီးစင်တွေပြေကြီးစင်တွေတို့ညနဲ့မလုံးကြနိုင်မင်းတို့ပြေတို့မြေကြီးပေါ်ဒီရက်တီနိုင်အောင်မင်းညာမိစေအသာမပါအသာနာမီဟုတ်တယ် ကျုပ်တို့လွတ်လပ်ရေးကျိုးတဲ့ကာလကဟင်္ဒရာဘက်ကိုရောက်ခဲ့တယ်အဲ့ဒီမဲ့ကျုပ်တို့ထမင်း3ရက်လောက်ငတ်ခဲ့တယ်အဲ့ဒီမဲ့ကိုငွေရဆိုတဲ့ရွာသားတယောက်ဒီမှာကျုပ်တို့ထမင်းတောင်းစားခဲ့ကြတယ် ဟိုနေရခင်ဗျာသရောင်းသားမန်းနဲ့ထမင်းကျွေးလိုက်တာကျုပ်တို့ရမ်းချစ်တဲ့ဘိုးချုပ်ဗျဘိုးချုပ် ဟုတ်လို့အိမ်မောင်လားဟုတ်လို့လား ဟုတ်တယ်ကျုပ်ခုလေးတွေရေဒီယိုနားတော့ပြီးခင်ဗျားကြီးကြေးလာပြောတာဗျာ အိမ်မောင်ရာမင်းကလည်းပေါ့ပေါ့ချက်ဟုတ်လို့လားကွာငါသမီးကျွေးလိုက်တာခေါင်းသားကျွေးလိုက်တာဘူးချုံဆန်းလား ဟုတ်တယ်ကျုပ်တို့ရမ်းချစ်တဲ့ဘိုးချုပ်ဗျ ဟုတ်လို့လားအိမ်မောင်ရာမင်းကလည်းဟဲ့ရ ဟုတ်တယ်ဒါကျုပ်တို့ရဲ့ဘိုးချုပ် ဘူးချုံမဲငါသိရင်လေငါဘုန်းကြီးဆိုကမင်းဟောင်းငါချကျွေးလိုက်တာကိုအိမ်မောင်ရာဘူးချုံမဲလားအဲ့ဒီရတာတော့တော့မနေငါနေရောမောင်တို့တော့ဘူးချုံမဲလားတီလို့ရှိရင်ငါလေဘုန်းကြီးဆိုကမင်းဟောင်းငါချကျွေးမှာအိမ်မောင်ရာငါချကျွေးမှာငါအိမ်မောင်不就完了的，我不会说干嘛，我咋去嘛我？ ဒီတော့ကျွန်တော်တို့ကတခါနဲ့စုံညကစပြီးအကုန်လုံးပြန်ပြီးတော့အောင်ပြချအလုံးလုံးရမယ်ဆိုတာကျွန်တော်တို့တခြားနိုင်ငံတွေကခြေလမ်းတစ်လမ်းလိုက်ကြောက်တော့ကခြေလမ်း၄၅ဆယ်လမ်းလိုက်နိုင်မှာနောက်10နှစ်အနည်း20တန်တရားပြည့်အဲ့လိုတန်းလူကြီးဖြစ်သွားမယ်